ကော်ကြောဆိုတာကိုကြားပဲကြားဖို့ပြီးတော့မစားဘူးတဲ့မြိုင်ရည်မိသားစုအတွက်ကိုဒီနေ့မြိုင်ရည်လက်ရလေးကိုဖြည့်တင်းပြီးတော့ကနန်းကော်ကြောလေးရယ်ပင်လယ်စားပူပူဆက်ဆက်ချစ်ဆက်တောက်စားလေးနဲ့ဒီဖွယ်ရလေးထည့်ကြည့်ပါမယ်ရှင်ပစုံလေးပါရှင်ကဲဈေးကနေလည်းပြင်ရပြီဆိုတော့ချက်ဖို့ပြဖို့တော့ပြင်လာအောင်မယ်အချိန်တော်နည်းနည်းလေးလင့်နေပြီ10နာရီခွဲနေပြီပေါ့နော်အဲ့တော့12လောက်ဆိုရင်လည်းပုံမှန်စားကြတာဆိုတော့အများကြီးလုပ်လိုက်အောင်မယ်ဒီနေ့ကတော့အရင်ပြုတ်စေးတဲ့လေးပါကျန်တဲ့သူတွေကိုတော့ပင်လယ်စားတွေကင်ထိုင်းထားတယ်နေရာဒီပင်လယ်စားကိုအရေးတောက်ကိုချင်းဆက်လေးချက်ဖို့တော့ကိုပြင်လိုက်ဆင်လာအောင်မယ်ဒါကတော့ရှောက်ရက်အသေးရလေးဘူးတစ်ကြီးတွေနဲ့ရှောက်ပတူဒါကစက်တော်နေရဲ့စပယ်လင်းရေကိုမြန်ရအရင်ဆုံးအရင်နဲ့ပြုတ်ထားလိုက်မယ်နော်ကဲဒီနေ့အရင်ပြုတ်စေးတယ်လေးပါဘာဝိုင်းဟွာလေအမကိုအမဂတ်မီဖို့လေးနဲ့ဂတ်ဘူးလေးယူခဲ့ပါအောင်